လေးမှာအလုတ်ရှာနေတဲ့သူတွေအတွက်ပေါ့နော်အမှားများတတ်တဲ့အမှားလေး၅ချက်ကိုဒီဗီဒီယိုကနေပြပြပေးမယ်နော်စိတ်ဝင်စားရင်ဗီဒီယိုလေးကိုစုံအောင်ကြည့်သွားပြီနော်ပထမဆုံးတစ်ချက်အနေနဲ့စီဖောင်တစ်ဆောင်နဲ့ပေါ့နော်အလုတ်အားလုံးကိုရှောင်နေတာပေါ့နော်။ဘာကြောင့်ဒီပေါ့နော်ကိုကစီဖောင်တစ်ဆောင်နဲ့ကုမ္ပဏီဘောင်းဆောင်ရှောက်တဲ့ခါကြလို့ရှင်ပေါ့နော်အလုတ်ခေါ်စာမှာပါတယ်ဆိုလို့ရှိရင် job description ပေါ့နော်အဲ့ရဲ့ keyword လေးတွေကိုအဓိကကြည့်ပြီးတော့ကိုယ့်ရဲ့စီဖောင်မှာငယ်ပြုပြင်စရာရှိရင်ပြုပြင်ပေးတင်တယ်ပေါ့နော်ပထမဆုံးတစ်ချက်အနေနဲ့ဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့စီဖောင်က professional မဆန်တာပေါ့နော်ဥပမာ email address ပေါ့နော်အဲ့ email address ကကိုယ့်ရဲ့နာမည်လေးနဲ့တွားတင်တယ်တချို့ကြတော့အဲ့ email address ကိုအဆင်ပြေတယ်လို့မျိုးတုံးလိုက်တယ်ပေါ့နော်အဲ့ဒါကလည်း professional မဆန်တဲ့အချက်ပါပေါ့နော်ဒုတိယအမှားလေးပါရှင့်တတိယတစ်ချက်အနေနဲ့ကိုယ့်ရဲ့ achievement ပေါ့နော်အောင်မြင်မှုတွေကိုမဖော်ပြတာဘာတွေလုပ်ရမလဲဆိုတဲ့အဓိကပေါ့နော် job responsibility ပေါ့နော်အဲ့ဒါကိုအဓိကမရေးတာပေါ့နော်ကိုကဘာတွေအောင်မြင်အောင်လုပ်ခဲ့တယ်ဘာတွေ result တွေပေါ့နော်ရခဲ့တယ်ဆိုတဲ့ဟာကိုမရေးတတ်တာပေါ့နော်ဥပမာအနေနဲ့ပြပြရရင်ကိုကအယောင်သမားတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုကဒီလကို6လအတွင်းပေါ့နော်ဥပမာ6လအတွင်းကို20ရာခိုင်နှုန်းရောင်းခဲ့ရတယ်ဆိုလို့ရှိရင်ကိန်းကနန်းဖြစ်ပေါ့နော်အဲ့လိုမျိုးလေးရေးပေးတင်တယ်ပေါ့နော်အဲ့ဒါကတော့တတိယတစ်ချက်အမှားလေးပါနံပါတ်၄တစ်ချက်အနေနဲ့ကုမ္ပဏီအကြောင်းကိုသေချာပေါ့နော်လေ့လာမှုမရှိခြင်းပေါ့နော်ဥပမာပြောရရင် interview ခေါ်တဲ့ company ကိုသွားတဲ့ခါကျရင် interview ဖြေပြီးသွားရင်အမားတို့ company ကဘာအကြောင်းသိချင်သေးလဲလို့အဲ့လိုမျိုးမေးတတ်တယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုကမေးတဲ့ခါကျရင်မဖြေနိုင်တဲ့ခါကျရင်ပေါ့နော်အမှားကြီးမှားတဲ့ပြဿနာပေါ့နော်အဲ့ဒါဆိုတော့ကုမ္ပဏီရဲ့အလုပ်ကြောင်းကိုစိတ်ဝင်စားပဲနဲ့လာချောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်စေတယ်ပေါ့နော်အဲ့ခါကျတော့ကိုကအင်တာဗျူးမသွားခင်ကြိုတင်ပြီးတော့သူတို့ရဲ့ company ရဲ့ပေါ့နော် website တွေ Facebook တွေအဲ့လိုမျိုး channel တွေရှိတယ်အဲ့ channel တွေမှာသွားပြီးတော့လေ့လာသေးတယ်သူတို့ကဘယ် service ကိုပေးတာဘယ်လို product တွေထုတ်နေတာအဲ့ဒါလေးတွေကိုသိချာပေါ့နော်ကိုကရှာဖွေပြီးတော့လေ့လာထားတဲ့လေ့လာပြီးတော့ထားပြီးတော့မှအင်တာဗျူးကိုသွားစေချင်တယ်ပေါ့နော်အဲ့ဒါတော့နံပါတ်၄တစ်ချက်အမှားပေါ့နော်နံပါတ်5တစ်ချက်အနေနဲ့ဆိုလို့ရှိရင်အင်တာဗျူးပြီးသွားလို့ရှိရင် follow up မလုပ်တာပေါ့နော်follow up မလုပ်တဲ့ခါကျတော့ဘယ်လိုဖြစ်လဲတချို့ကျတော့အင်တာဗျူးဖြည့်ပြီးမှရင်ပြီးပြီလို့သတ်မှတ်ကြတယ်ပေါ့နော်အဲ့ရတော့follow up လုပ်ပေးတယ်ဆိုလို့ရှိရင်ကိုယ့်ကိုလည်းမှတ်မိသွားစေတယ်ပေါ့နော်24နာရီအတွင်းကိုအင်တာဗျူးခေါ်ပြီးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်တခုခုစာကြောင်းလေးတစ်ကြောင်းဖြစ်ဖြစ်နှုတ်ကလေးရဖြစ်ဖြစ်အဲ့လိုမျိုးပြောပြီးခေတ်တင်တယ်ပေါ့နော်distance လေးတွေကအများကြီးအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက်လဲဒီလိုမျိုး test လေးတွေလာပြီးထပ်ပြောပေးဦးမယ်နော်